အားလုံးပဲမင်္ဂလာပါရှင်အရန်လွယ်တဲ့မုတ်တီလုံးနေလို့ပြပေးလိုက်ပါတယ်အရင်ဆုံးငါးကိုအိမ်မှာရှိတဲ့ frozen fish fillet ကိုတုံးပြထားပါတယ်ငါးကိုအရင်ဆုံးဆေးပြီးတော့တုံလိုက်ပါတယ်ပြီးရင်ငါးနှစ်တုံးကိုဖယ်လိုက်တယ်ငါးနှစ်တုံးကအရေးထဲမှာထည့်ချက်မှာဖြစ်ပါတယ်ငါးထဲမှာစားစနွေးထည့်ပြီးတော့နေထားပါတယ်ငါဖယ်လို့ဖို့အတွက်ပေါ့နော်ငါနေပြီးတော့အရင်ဆုံးကျိတ်လိုက်မယ်ဇက်ထဲမှာကျိတ်ပြီးတော့မဖယ်လေးလုံးပြီးကြော်မှဖြစ်ပါတယ်ဒီမှာကြောတဲ့ဟာကိုမြိုက်ထားမိလို့မပြတော့ပါဘူးဟင်းကားရည်ထဲမှာထည့်ဖို့အတွက်ရုပ်သီးစက်ရင်ငပိရဲ့ကြက်သွန်ဖြူရဲ့ကိုမိဖုတ်ပါမယ်မိဖုတ်ပြီးတော့ထောင်းပါမယ်ဒီမှာပွေးအရေအတွက်နဲလို့နည်းနည်းပဲလို့ပြထားပါတယ်ရေထဲကို lemon grass ကိုချီးပြီးတော့ထည့်လိုက်ပါတယ်ထည့်ပြီးတော့အခုနငါးနှစ်ထုံးကိုထည့်ပါမယ်ဒီအိမ်စီစင်ဆိုရဲ ready made ထုတ်လေးကိုမြဲသုံးပြုဖြစ်ပါတယ်ထည့်ထားတဲ့ငါးလေးကောင်းကောင်းကြေသွားပြီဆိုရင်ထောင်းထားတဲ့ကျွတ်သွန်ဖြူရုပ်သီးစိမ်းနဲ့ငပိကိုထည့်ပါတယ်ပြီးတော့ကြော်ထားတဲ့ငဖဲကိုလည်းညှက်ထည့်လိုက်ပါတယ်အရေကကောင်းကောင်းဆူလာပြီဆိုလို့ရှိရင်တော့အိမ်စီစင် ready made ထုတ်တဲ့မှာပါတဲ့အမှုန့်လေးတွေကိုထည့်ပါတယ်ထည့်ပြီးတော့အားလုံးသေချာဆူသွားပြီဆိုလို့ရှိရင်စားလို့ရပါပြီမုတ်တီရလည်းရပြီဆိုတော့စားဖို့ပွဲပြင်ပါတယ်မုတ်ဖက်ရငဖဲရထည့်တယ်ပြီးတော့နနမင်းလေးရစီချက်လေးရထည့်လိုက်ပါတယ်ပြီးတော့အပေါ်နေမုတ်တီရလေးလောင်ပြီးတော့ဒီမှာတော့အကြော်မရှိတော့အကြော်တော့မထည့်ထားဘူးပေါ့နော်မိမိစိတ်ကြိုက်လှူစားနိုင်ပါတယ်